အားလုံးပဲမင်္ဂလာပါရှင် Faster Chinese မှာကြိုဆိုပါတယ်ရှင်ဟုတ်ပြီ老师စားကြရအောင်အဲ့ဒါဆိုရင်စားကြရအောင်ဆိုတော့ဒီနေ့ကကြပထမဆုံးနေ့ပေါ့နော်ပထမဆုံးနေ့ဆိုတော့တရုတ်စာရဲ့အခြေခံပေါင်းဖက်နေစနစ်ဖြစ်တဲ့ဖြင်းရင်းဆိုတော့သင်ရမယ်ပေါ့သူရဲ့ဖြင်းဆိုတာပေါင်းဖက်ပြီးရင်းဆိုတာအတန်တွေကိုပေါင်းဖက်ခြင်းလို့ပြောချင်တာနော်အတန်တွေကိုပေါင်းဖက်ခြင်းဥပမာပေါ့နော်စလုံးတွေ့တယ်ပေါ့တရုတ်စလုံးတစ်လုံးတွေ့တယ်老师ရေးပြမယ်နော်ဥမာဒီစလုံးတစ်လုံးတွေ့တယ်။အော်ဒီစလုံးကဘယ်လိုဖတ်မှလည်းမသိဘူးเนาะ။မသိဘူးဆိုတော့ဟုတ်တယ်ဘယ်လိုလုပ်မလဲ။အဲဆိုရင်သူရဲ့ဖြင်းရင်းလေးကဘေးနားမှာပါလိမ့်မယ်။ဥမာပေါ့နော်ရေးပြမယ်။ဒါဆိုရင်ဝေါ်လို့ခေါ်တယ်။အော်စလုံးလေးကဝေါ်ဆိုတော့ဘေးနားမှာပါတော့ဒီစလုံးကအတန်ဘယ်လိုထွက်လဲဆိုရင်ဖြင်းရင်းကိုကြည့်ရတယ်။ဝေါ်လို့ထွက်တယ်ဆိုပြီးတော့老师တို့သိသွားရတယ်ပေါ့။အဲ့လိုဆိုရင်ဒီစလုံးအသေးပေါ့နော်။ဒီတရုတ်စလုံးတွေ့တာနဲ့ဝေါ်ဆိုအသေးမှတ်ထားမယ်ပေါ့တကယ်လို့ဒီဖြင်းတာမရှိခဲ့ဘူးဆိုရင်ဒီစလုံးဆိုရင်ဝေါ်လို့ထွက်တဲ့အသေးမှတ်ထားမယ်ဘာမှကြည့်စရာမရှိဘူးအဲဆိုနဲ့တိုင်ပတ်မယ်ပေါ့နော်အခုကျတော့မဟုတ်ဘူးဒီစလုံးရေးထားတဲ့အတွက်ကြောင့်အသေးမှတ်စရာမလိုဘူးကိုယ့်ကိုရှာလိုက်တယ်dictionaryရှာလိုက်တယ်အတန်ထွက်လာတဲ့အချိန်မျိုးသွားရှာလို့ရတယ်ဖြင်းဆိုတာအကြောင်းအရေးကြီးတယ်ပေါ့နော်ဒီဟာကိုကြည့်ပြီးတော့မှအတန်တွေထွက်လို့ရတာပေါ့โอเคအဲဆိုနဲ့တဘောပေါက်ပြီးတော့ထင်တယ်ပေါ့နော်ပြီးတော့သူကထပ်ပြီးတော့အရေးကြီးတာပါလဲဆိုတော့ဒီအခြေခံကပိုင်မရမယ်အတန်တွေကပိုင်မရမယ်ပေါ့နော်တကယ်လို့ကိုယ်သာအခြေခံတွေကိုအတန်တွေမပိုင်ဘူးဆိုရင်နောက်ပိုင်းကျရင်အတန်တွေကမမှန်ဘူးဖြစ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုထွက်မှန်းမသိဘူးရမ်းထွက်လိုက်တယ်အဲ့လိုမျိုးတွေပေါ့တကယ်လို့တေချာမကျင့်ခဲ့ဘူးနောက်ပိုင်းအတန်မပြီးခဲ့ဘူးအဲ့လိုမျိုးမှားပြီးတော့အတန်တွေဖြစ်မှာဆိုလို့ဒီအခြေခံကိုတေချာပိုင်အောင်လုံးမရမယ်ပေါ့နော်ဟုတ်ပြီနော်အဲ့လောက်ဆိုရင်အခြေခံလေးတော့နေတဘောပေါက်ပြီလို့ထင်တယ်ပေါ့နော်ဆက်သွားရအောင်ဒါလေးကကြတော့ရှမ်းမူတဲ့ရှမ်းမူဆိုတာကကြဘီးကိုပြောတာပေါ့မြန်မာလိုဆိုရင်တော့ကကြီးခါကွေးအလုံးဘီးတွေပေါ့နော်ဘီးသူကအလုံးပေါင်း23လုံးရှိတယ်ပေါ့လာဆက်တစ်လုံးချင်းစီရုပ်ပြပေးမယ်ပေါ့နော်ပြီးတော့မြန်မာလိုလည်းရေးပေးမယ်ပေါ့မြန်မာလိုအတန်နဲ့တူတာဆိုရင်တော့ရှင်းရေးပေးမယ်တကယ်လို့မြန်မာအတန်နဲ့မတူဘူးဆိုရင်မရေးပေးတော့ဘူးနော်ဟုတ်ပြီအဲ့ဆိုရင်ရှင်းနဲ့လိုက်ထွက်ရအောင်နော်ဘီကကြတော့ပါစောက်တန်လေးနဲ့တူတယ်သူကအောဆိုတဲ့အတန်နဲ့ဖတ်ပေးရမယ်နော်ပေါ်ပါစောက်တန်နော်ပေါ်ဘီကပါစောက်တန်ပေါ်ဟုတ်โอเคဒုတိယတစ်ခုဖောက်ထုတ်တန်နော်ဘီကကြဖောက်ထုတ်တန်ဆင်းလိုက်ဆိုနော်ဖောโอเคနောက်တစ်လုံးကကြမအတန်ပေါ့မအတန်ဟုတ်ပြီဆင်းလိုက်ဆိုနော်မောโอเคနောက်ထပ်တစ်လုံး F ဆိုတော့အင်္ဂလိပ်စာရဲ့ F တန်နဲ့ပဲတူပဲပေါ့နော် O ဆိုတော့ကြောင့်ဒီတစ်ခါလေးပဲ for လို့ရေးလိုက်for ဆွဲထွက်ပေါ့နော် for မှာဆွဲထွက်ပေါ့ for F အတန်နော်အင်္ဂလိပ်စာလုံး F တန်老师ပြန်ဖတ်ပြမယ်ပေါ့နော်老师ပြန်ဖတ်ပြမယ်နော်ဖောမောဖောโอเคဖောမောဖောโอเคနော်ဖောမောဖောဟုတ်ပြီထပ်ပြီးတော့သွားမယ်နော်ဒီနေ့ကအကုန်လုံးဖတ်မှာနည်းနည်းလေးတော့အာတင်ထားပါတော့နည်းနည်းလေးတော့များလို့ပေါ့ဒါမဲ့နောက်ပိုင်းကျရင်လွယ်သွားမယ်နော်အခုပထမဆက်ခြင်းပဲသူကနည်းနည်းလေးခတ်တာနောက်တစ်ခုကကျတော့ဒီကကျတော့တနဲ့တူတယ်ပေါ့အတန်ကတနဲ့တူတယ်နော်သူ့ရဲ့အတန်ကျတော့အတန်နဲ့ထွက်ရတယ်အပေါ်ကအောနဲ့တော့ရှေ့ထွက်ခဲ့တယ်ဒုတိယအကြောင်းကကျတော့အတန်နဲ့ထွက်ကမယ်အဲ့ကကြတော့နည်းနည်းလေးတော့နည်းနည်းလေးခတ်မယ်ပေါ့နော်သူကဘလို့အတန်လဲဆိုတော့
နည်းနည်းလေးပြောမယ်နော်ဒီနားလေးနည်းနည်းလေးပြောမယ်ဟုတ်ကဲ့ရဖြစ်ပါပြီစပြီโอเคနောက်ပြည့်ဆိုတာဒါမြန်မာအတန်ဟုတ်နော်ဆိုတာမြန်မာအတန်ဒါပေမဲ့ဒီအတန်ကကြောင့်မြန်မာအတန်နဲ့မတူဘူးဒါပေမဲ့ဒါကိုမှီပြီးတော့ဒီအတန်မှီပြီးတော့ဆိုတော့လေချောင်းကနေပြီးလာတဲ့အတန်ကိုယ့်ရဲ့လက်ကလေချောင်းလေချောင်းအလေလေးကိုကန်လိုက်ကိုယ့်ရဲ့လေပင်အလေလေးလေချောင်းရှိတဲ့နေရာလေးကိုကန်လိုက်ကန်ပြီးရင်အဲ့နေရာကနေပြီးအပေါ်ကိုထွက်လာတဲ့အတန်အဲ့နေရာတုံအောင်ဆိုရမယ်ပေါ့နော်ကိုယ့်ရဲ့လေချောင်းတုံခါဝအောင်ဆိုရမယ်ပေါ့ဒါရှင်းထွက်ပြမယ်နော်ကိုမှီညမ်းပြီးတော့လေချောင်းတုံခါဝအောင်ဘယ်လိုလဲအောက်ကနေအပေါ်ကိုတက်လာတဲ့အတန်ပေါ့နော်အဲ့တန်အဲ့နော်မြန်မာတန်ဒါမှဒီလေချောင်းနဲ့တုံပြီးထွက်လာတဲ့အတန်အဲ့တန်နော်โอเคနည်းနည်းတော့ကြားရဆိုးတာပေါ့နော်ဒါမှသူ့အတန်ကအဲ့လိုပဲနည်းနည်းတော့ကြားရဆိုရင်မဲ့နောက်ပိုင်းကျရင်လည်းနားရင်သွားလိုက်ပါပေါ့နော်အခုကဆက်ချင်းကြားတော့ဘာတိုင်းလည်းမသိဘူးပေါ့အဲ့လိုထင်ကောင်းထင်လိုက်မယ်ပေါ့โอเคเนาะဆက်သွားရအောင်အဲ့ဆိုရင်ဒီကကြတော့အဲ့အတန်နဲ့ဆိုမယ်တတနော်โอเคနောက်တစ်ခုသူကကြတော့ထဆင်ထူအတန်ပါထဆင်ထူအတန်老师ဆိုပြမယ်နော်ထโอเคထဒါကိုလုံးဝကွဲနေရမယ်ဒီဆိုတာနဲ့တထီဆိုတာနဲ့ထအဲ့လိုကွဲနေရမယ်ထဒါကျင့်သွားမယ်ပေါ့နော်ကိုကကွဲသွားနောက်ပိုင်းမြန်မာများရင်တော့ကွဲသွားမှာပေါ့နော်ဟုတ်ကဲ့သူတတိယတစ်ခုပေါ့တတိယတစ်ခုကနာငယ်အတန်ထွက်မယ်သူကနာငယ်အတန်Lကကြတော့လာအတန်ထွက်မယ်โอเคเราရှင်းထွက်ပြမယ်လသူကလာအတန်နော်အားလုံးပေါင်းဆိုလိုက်မယ်ဆိုရင်တနလโอเคတနလအဲ့ဒါနော်နောက်ရှင်းဆိုတဲ့အချိန်မှာနောက်ကနေလိုက်ပြီးអော်နော်ဥပမာကိုဗီဒီယိုကျင်းနဲ့နောက်ကနေလိုက်អော်ပါနော်ထနလအပေါ်ဟာကပေါ်ဖောမောဖောအားကုန်ထွက်ဆိုနော်အားကုန်ထွက်ဆိုလေချောင်းអော်နိုင်တမျှអော်ပြီးတော့ပေါ်ဖောမောဖောအဲ့လိုထွက်ဆိုနော်အဲ့ကျရင်ကိုယ်ပါဇက်လဲကြော်သားတွေကမှတ်မိမယ်ပေါ့နားလဲကြားလို့မှတ်မိမယ်ပေါ့မျက်လုံးကလည်းမြင်တော့မှတ်မိမယ်ပေါ့နော်โอเคနောက်ဆုံးတစ်ခုနောက်တစ်ခုပေါ့နော်နောက်တစ်ခုကGကကြီးတန်နဲ့တူမယ်တူပဲဒီနဲ့ပဲထွက်မယ်ဒါလည်းတန်လဲချောင်းနဲ့ထွက်တဲ့အတန်နော်ခုနကပြောတဲ့လဲချောင်းတုံသွားတဲ့အတန်ရေးလို့မကောင်းဘူးကွာโอเคလဲချောင်းတုံသွားတဲ့အတန်နဲ့ထွက်ရမယ်အဲ့ဆိုရင်ကကြီးကိုဘယ်လိုထွက်မလဲဆိုရင်တော့ရှင်းလိုက်ထွက်နော်ကကြီးတန်လဲချောင်းထွက်တဲ့အတန်နဲ့ထွက်နော်โอเคနောက်တစ်ခုခါခွေးတန်ထွက်မယ်လဲချောင်းနဲ့ထွက်တဲ့အတန်ပဲထွက်နော်ခโอเคနောက်တစ်ခုကကြတော့ဟာတူပဲလဲချောင်းထွက်တဲ့အတန်နဲ့ထွက်မယ်သူလဲချောင်းထွက်တဲ့အတန်အားလုံးပေါင်းလိုက်ရင်သုံးခုနော်ပေါ်ဖောမောဖောထနလโอเคဒါကြောင့်အော်တန်နဲ့ထွက်မယ်အော်ဒါနော်လဲချောင်းထွက်တန်အဲ့ဒါနော်โอเค
နောက်တစ်ခုကကျတော့ဂျေကကျတော့ဂျေလေးကဘာအတန်လဲဆိုတော့သူကမြန်မာအတန်နဲ့တိုက်ရိုက်100ရာခိုင်နှုန်းတူတယ်တိတ်ပြောမပင်မတော့ဘူးဒါခါတဲ့တန်းထွက်ရုံပဲကာကြီးရပဲ့လုံးကြီးတင်ဆန်ခတ်ကြီးဟုတ်ပြီနော်ကြီးသူ့ကိုကြီးလို့ထွက်လိုက်ရုံပဲပြီးသွားပြီကြီးပဲဒါလည်းနောက်ဖြစ်တစ်ခါလည်းပဲရေးလိုက်တော့မယ်နော်ဘာဖြစ်ဆိုလွယ်လို့တစ်ခါလည်းတန်းဖတ်နိုင်တယ်ဆိုတော့ခါလည်းပဲရေးလိုက်တော့မယ်3ခုလုံးဟာသူကချီပေါ့နော်နောက်တစ်ခုကရှီโอเคရှီစံခတ်အယောစံခတ်ကဘယ်လောက်ဆိုဖတ်တာမလဲနော်ရေးလို့မကောင်းလို့ဒီမှာအဲ့ဆို3ခုပေါင်းလိုက်ရင်ဂျီချီရှီဂျီချီရှီဂျီချီရှီကြီးချီရှီပဲသွားစီပြီးတော့မြန်မာတန်နဲ့ထွက်လိုက်ရင်ရပြီအဆင်ပြေရနော်အားကြောင့်မလို့ပြန်ဖတ်ရအောင်ပေါ်ဖောမောဖောတထနလကခခကြီးချီရှီโอเคဆက်သွားရအောင်ပြင်းနေအောင်မနော်နည်းနည်းကြာသွားပြီဆိုတော့လက်စစ်တန်လည်းအိတ်ငိုက်တယ်ဆိုတော့ပေါ့နော်သူများတွေပြောတာပေါ့ကြာရင်အိတ်ငိုက်တယ်တဲ့အားတက်စရာပေါ့နော်နည်းနည်းလေးတော့အိတ်ငိုက်တယ်ပေါ့ကိုယ်တိုင်လည်းထင်ပါတယ်အဲကြောင့်မြန်လေးသွားရအောင် ZH ဆိုရင်သူကကြဘယ်လိုပြောရမလဲဆိုတော့ရှာလိုက်တယ်အဲ့လိုပဲပြောလိုက်မယ်နော်ရှာလိုက်တဲ့အတန်ပေါ့ဥမာထွက်ပြမယ်လိုက်ထွက်နော်ရှာလိုက်တဲ့အတန်အပေါ်ကသွားစီတယ်ပေါ့အပေါ်ကသွားစီကြီးဆိုရင်ဒီအောက်ကဖြစ်သွားအဲ့ဒါနော်နောက်တစ်ခုကကြတော့ကြပဲလို့ကြပဲရေးလိုက်မယ် तू ကရှာလိုက်တယ်အဲ့ဒါသွားစီရတာမဟုတ်အပေါ်ကကြီးသွားစီရအောက်ကရှာလိုက်တယ်ဒုတိယအတန်ကကြတော့ချတန်သူလည်းသွားရှာလိုက်တယ်ပေါ့နော်သွားစီတာအပေါ်မှာသွားစီရချီဒါကြောင့်ရှာလိုက်တာချအဲ့ဒါနော်နောက်တစ်ခုကကြာရှာโอเคနော်ဒါရဘာဖြစ်သွားလို့ဆက်လိုက်ပြီရှာတန်ပေါ့ရှအားလုံးပေါင်းလိုက်ရင်ဆွဲဆိုနော်အတန်ဆွဲဆိုနောက်တစ်ခုကရတန်နော်ဘယ်လိုရလဲဆိုရင်မြန်မာတက္ကရအဲ့လိုမျိုးရတန်ပါအဲ့ဒါကိုじゃတူတူပဲခုနအတန်ဆွဲဆိုခဲ့လို့ပဲရတကယ်လို့လုံးဝမရဘူးဆိုအဲ့တက္ကရကိုပဲရကစောင့်ချမလားတက္ကရစောင့်ချမလားတန်စောင့်ချလေစောင့်ချအတန်ရအဲ့ဒါကိုပဲဆွဲဆိုလိုက်ရလို့ဆိုလိုက်နော်โอเคဒါတော့မရေးပေးတော့ရတန်ပဲပေါ့နော်ပဲပေါ့โอเคဒီမှာနည်းနည်းခတ်မယ်ပေါ့နော်ခတ်မယ်ကြိုးပြီးပြောမယ်ခတ်မယ်ဆိုတော့လွယ်အောင်လုပ်လို့ရတယ်ကျင့်မှများရင်လွယ်သွားလိမ့်မယ်တူတူပဲချအတန်ပဲဒီနှစ်ခုပဲခတ်တာဒါကလွယ်တယ်ဒါလေးပြီးရင်ပြောမယ်ပေါ့နော်နောက်ဆုံးကျရင်ပြောမယ်အရင်ဆုံးဇက်နဲ့စီနဲ့ကိုပြောရအောင်老师သွားလေးနှစ်ချောင်းရှိရရှိမှာသွားကြီးလေးပေါ့နော်ပုံမှန်ဆိုရင်သွားကြီးလေးနှစ်ချောင်းရှေ့မှာရှိတယ်ပြီးတော့မှဘေးနားမှာသွားအသေးလေးထပ်လာတယ်ပေါ့နော်သွားအကြီးနှစ်ချောင်းရှိတယ်ဒါကအပြင်ဘက်လို့ထင်လိုက်မယ်အတွင်းဘက်လို့တွေးလိုက်နော်ကိုကအတွင်းဘက်လို့တွေးလိုက်အတွင်းဘက်လို့တွေးပြီးွားရင်ဒီနေရာလေးစုံချက်နေရာလေးအပေါ်ပိုင်းလေးကိုရှာလေးထ
ရှာလေးထောက်ပေါ့နော်အဲ့နာလေးရှာလေးထိုးရှာလေးထောက်ထောက်ပြီးသွားပြီဆိုရင်လောက်ရှစ်တန်လိုက်ထွက်နော်ဆိုရအောင်ဒီနားလေးအတန်ချထောက်ထားနော်ဇကြတန်ပဲကြတန်လေးကိုမိညားပြီးတော့ဒီနားလေးကိုရှာထောက်ပြီးတော့ရီးတန်နဲ့ပေါင်းပြီးဆိုလိုက်နော်ဇအဲ့တန်ထွက်မလာတော့မသိဘူးပေါ့နော်ဆိုကြည့်ပေါ့ဆိုကြည့်ပြီးတော့လောက်ရှစ်အင်စာထပ်ပေးပဲအင်စာထပ်ပေးတဲ့အချိန်ကျရင်အတန်ပိုင်းနေပါထပ်ပေးနော်ဘာလို့လဲဆိုတော့လောက်ရှစ်အတန်စစ်ချင်လို့ပေါ့အတန်မှန်လားသိချင်လို့အတန်ထပ်ပေးရမယ်နော်တေချာပေါက်ထပ်ပေးရမယ်တူပါပဲနောက်တစ်ခုစီလည်းတူပဲကိုမှသွားလေးနှစ်ချောင်းရှိတယ်ဒါကိုအတွင်းဘက်လို့တွေးမယ်အလဲနေရာကိုရှာထိုးမယ်ရှာထောက်မယ်ဆိုမယ်လောက်ရှစ်တန်လိုက်ဆိုချအတန်မိညာမိဆိုမယ်ချတန်နော်ချပက်လိုက်မယ်ဘောကကာကြီးတန်ချဆိုတာလေးကရှားနေပြီးအဲ့နာလေးကထွက်သွားအဲ့လိုထွက်သွားနော်အဲ့ဒါโอเคနောက်ဆုံးတစ်ခုကစကြလွဲ့တယ်ကြားဘူးလိုက်မယ်တရုတ်စလုံး1 2 3 4ကြားဘူးလားတရုတ်စလုံး1 2 3 4 1 2 3 4ကို1 2 3 4အဲ့လိုထွက်တယ်နော်1 2 3 4ဆိုတာတန်ရှိရဒါတော့ထွက်တတ်မယ်ပေါ့အဲ့ကိုပဲဆွဲဆိုလိုက်အားလုံးပေါင်းထွက်မယ်ကာကြီးတန်ကြတန်ချတန်စတန်ပါနော်အဲ့တန်ပေါ့โอเคနောက်ဆုံးနှလုံးကလွယ်ပါတယ်အဲ့လိုပဲပြောလိုက်မှာပါနော်ဟုတ်ပြီနော်ရမယ်နော်အဲ့ဆိုရင်လာရှင်းလိုက်ဖတ်ပါအောင်နော်အရှင်းစဆုံးတစ်ခေါက်ပြန်ဖတ်ပြမယ်ပေါ်ဖောမောဖောတထနလကခဟကြီးချီရှိ之吃是日子思一无ဟုတ်ပြီနော်ဆက်ကြည့်ကြအောင်韵母ဆိုတာတရားကိုပြောတာ韵母ဆိုတာတရားကိုပြောတာဘယ်လိုတရားလဲဆိုတော့မြန်မာမှာဆိုရင်ကာကြီးခါခွဲလို့ဆိုတာပြီးနော်ကာကြီးခါခွဲလို့ဆိုတာပြီးအဲ့ဒါမှပြီးနောက်မှာထပ်ပြီးတော့ရေးချတို့ရပင်းတို့လုံးကြီးတင်စံခတ်တို့အဲ့လိုမျိုးတရားတွေပေါ့နော်တရားတွေကိုပြောတာဥပမာဆိုရင် A ပေါ့ A ဆိုရင်အားလို့သူကထွက်တယ်ပေါ့နော် A ဆိုရင်အားလို့ထွက်တယ်အဲ့ဒါမှ B နောက်မှာဆိုရင် B က B ဘတ်ထားပါတော့ B ကပေါ်အားပါပေါ်အားပါအဲ့လိုပေါင်းထွက်တာနော်တရားတွေနောက်မှလိုက်မယ်အဲ့ဆိုတော့ရှင်းဆိုပြမယ်အဲ့ဆိုရင်ဖတ်ပြမယ်နော်6လုံးဖတ်ပြမယ်6လုံးဖတ်ပြမယ်ဆိုရင် A ကိုအားလို့ထွက်မယ်နော် A ကိုအားလို့ထွက်မယ်သူကမြန်မာအတန်ပဲရေးချဝိဆနှလုံးပေါက်အားအဲ့လိုထွက်လာရပြီနော်ဟိုတခုခုထိမိခိုင်းမိလို့နာကျင်သွားလို့អော်တဲ့အတန်ပေါ့အားအဲ့လိုအတန်ပဲအားပါဆွဲထွက်နော်အားအေးအား
နော်နာလို့ထွက်တာလို့မှတ်လို့လွယ်တယ်ပေါ့အာနောက်တစ်ခုကအိုကအောလို့ထွက်မယ်အောထွက်နော်အာရပါလိုက်ထွက်လောက်ရှင်းလိုက်ထွက်နော်အောအောအောအာအောအာအောဟုတ်နော်အာအောနောက်တစ်ခုသူကစပြောဖို့အရင်အခန်းပါလဲစတင်ရင်တော့ပြောဦးမှာနော်အဲဆိုတာမြန်မာအတန်မြန်မာလိုအဲပေါ့နော်မြန်မာအတန်အဲပါဇက်ဖျားလေးမှာပဲပြီးသွားတယ်ဒီတရုတ်တန်ကြတော့လေချောင်းကလာမယ်ဒီမှာဒီရုပ်လေးဆိုရင်ဒီလေချောင်းပေါ့သူကလေချောင်းဒါလေပင်ပေါ့ဒါလေပင်ဒါပခုံးဒါပခုံးပေါ့ပခုံးဆိုရင်အဲ့လေပင်အလေလက်လေးကင်ကြည့်နော်ဒီနားလေးကိုလက်လေးကင်ကြည့်တုံလားမတုံလားတစ်ချက်စမ်းကြည့်တုံမှရမယ်နော်အဲ့နာတုံခါသွားမယ်လေကကြတော့ဒီအောက်ကနေပြီးတော့အပေါ်ကိုတက်မဲ့အတန်အောက်ကနေပြီးတော့အပေါ်ကိုတုံခါပြီးတော့ပါးစပ်မှာလာထွက်မယ်နော်ဟုတ်ပြီအောက်ကနေအပေါ်ကိုထွက်မယ်အဲနော်အဲဟိုမှာလေချောင်းကလာတဲ့လေချောင်းအောက်ကနေအပေါ်ကိုတုံခါပြီးထွက်လာတဲ့အတန်မြန်မာဆိုရင်အဲလို့ပါးစပ်ဖျားမှပြီးပါမယ်ဒါကအောက်ကနေတက်တဲ့အတန်ဘာနဲ့တူလဲတော့မသိဘူးပေါ့အကောင်တကောင်အော်လို့တန်းပေါ့နော်ဟာအဲ့စသုံးခုရမယ်နော်အာအောအာအောနော်အဲမဟုတ်အဲ့နော်ဟာနောက်တစ်ခုဆက်သွားရအောင်အိုင်ကရီးလို့ထွက်မယ်ရီးလို့ထွက်မယ်နော်အိုင်ကရီးလို့ထွက်မယ်ဟာအိုင်တန်ကရီကြားဘူးလိုက်မှာတရုတ်အတန်ဆန်စစ်အဲ့ရီးအဲ့တန်မယ်နော်ရီးโอเคနောက်တစ်ခုယူကဦးဝတ်စပေါက်ထည့်လိုက်ရမထည့်လိုက်ရထည့်လိုက်ပါနော်ဆိုလို့ကောင်းတော့နောက်တစ်ခုသူကရပ်ပင်းဝဆွဲလောင်းတဲ့ဆန်ခတ်ဝတ်စပေါက်ဒီအောက်ကသုံးခုထားမယ်ဆိုရင်အာအောရမယ်နော်ဒါဆိုနောက်ဆုံးတစ်ခေါက်ဖတ်ပြမယ်အာအောဟုတ်ပြီနော်အိမ်မှာပြန်ကြည့်ကြည့်နော်အတန်းပြီးပြန်ကြည့်ကြည့်ပါဆက်သွားရအောင်父韵母တဲ့父ဆိုတာကြတော့ရှုပ်ထွေးတယ်ပေါ့နော်韵母ဆိုတာရှုပ်ထွေးတဲ့တရဆိုပေါင်းဆက်တရကိုပြောတာပေါင်းဆက်တရပေါ့ခုနကကြောက်တစ်ခုချင်းတန်း韵母တရတစ်လုံးတည်းဒီ父韵母ကကြောက်ပေါင်းဆက်တရပေါင်းဆက်တရဆိုတာနှစ်ခုပေါင်းထားတာပေါင်းဆက်တရပေါ့နော်အခုမှဆိုရင်ဒီမှာ A နဲ့ I နဲ့ပေါင်းထားတာပေါ့ဒီမှာဆို E နဲ့ I နဲ့ပေါင်းထားတာပေါ့ဟုတ်ပြီနောက်ဆက်ဒီအလုံးကိုအရင်ထွက်ပြမယ်အခုအခန်းကရမ်းများတယ်ပေါ့နော်တော်တော်လေးများတယ်ဒါပေမဲ့လည်းဒါကကြတော့ကိုလုံးဝအသေးမှတ်မိစရာမလိုဘူးပေါ့နော်ဘလို့လုံးဝအသေးမှတ်မိစရာမလိုတာဆိုအခုဒီတစ်ခန်းထဲမှာပဲဒီတရက်ထဲမှာပဲအကုန်မှတ်မိစရာမလိုတဖြည်းဖြည်းခွဲတင်သွားမှာပေါ့နော်ဒါကြောင့်တဘောတရားနားလဲအောင်တော့တစ်ချက်လိုက်ကြည့်ပေးပါအောင်ပေါ့နော်ဒီအခန်းကတော့ဟာအဲ့ဆိုရင် A အတန်ကခုနကတော့ရှင်းတင်ထားတယ် A အတန်ကနာလို့ထွက်တဲ့အတန်နော်အာโอเคအိုင်ကကြတော့အာနဲ့ရီနဲ့ပေါင်းတဲ့အတန်အရာကောင်းနဲ့ပဲရေးလိုက်မယ်လား
sorry နော်ဒီနေ့နေတိတ်မကောင်းလို့ဆိုရင်အားနဲ့ရီနဲ့ပေါင်းလိုက်တော့အရင်ဆုံးနှစ်ခုဖြည်းဖြည်းချင်းတစ်ခုချင်းစီနေချင်းထွက်ပြမယ်အာရီโอเคနော်အာရီထပ်မြန်မယ်အိုင်ထပ်မြန်အောင်မယ်အိုင်ဆိုနောက်ဆုံးဘာနဲ့တူသွားလဲဆိုတော့လုံးကြီးတဲ့ချောင်းရင်ငတ်တာအိုင်နောက်မှရီတန်လေးလိုက်မယ်ဒါမဲ့လည်းအိုင်ဆိုတာအတိုင်းဖြစ်သွားပါတော့ဒါမဲ့အိုင်ဆိုနှလုံးမထွက်ရနော်တန်နဲ့ပဲဖြစ်ရမယ်အိုင်တတန်နဲ့ပဲကြာမယ်နှလုံးဒါကပါလဲအိုင်လို့ထွက်တယ်အဲ့လိုမျိုးနှစ်တန်မဖြစ်အောင်အိုင်တလုံးချင်းစီမေ့ဝိုင်းရင်တလုံးချင်းစီဒီလိုမျိုးပြန်ပြီးပေါင်းကြည့်လို့ရတယ်အေကအိုင်ကရီအားနဲ့ရီနဲ့ပေါင်းထားတာမြန်ထွက်ကြည့်မယ်အိုင်အဲ့လိုလုပ်မယ်နော်ဥမာဆိုရင်ပေါ့ဟိုအိုင်နေရကြားဖို့မှတော့ငါမင်းကိုချစ်တယ်လို့တရုပ်လို့ပြောကြတော့မြန်မြန်ကြားဖို့လိုက်မယ်အဲ့ဒီအိုင်ကိုမှစောင့်ချတဲ့အတန်ဆိုရင်အဲ့ချစ်တယ်ဆိုအိုင်ဖြစ်သွားအဲ့လိုမျိုးပေါ့နော်တတန်လည်းပဲထွက်မယ်အိုင်ဒါကြပုံမှန်အတန်ပေါ့အိုင်โอเคအိုင်နောက်တစ်ခုရမယ်နော်ဒီအလုံးလေးရမယ်ဒါမှလုံးဝမှတ်မိစရာမလိုတဘောတရားနားလဲအောင်ဒါမှလည်းဆိုပေးပေါ့နော်ဒီအခန်းပြင်ဒါလေးကိုဆိုပေးနေတိုင်းလေးဆိုပေးတော့ပိုကောင်းမယ်ဘာလို့လဲဆိုတော့ဒီစလုံးတွေကမြင်တာနဲ့ဖတ်တတ်နေတော့ပိုကောင်းလိမ့်မယ်ပေါ့နောက်ပိုင်းတချင်းတွေပါတယ်ကိုဆိုခြင်းနဲ့ဆိုလဲအချိန်မျိုးတန်းပြီးဆိုလို့ရတယ်ပေါ့ဖြင်းမြင်တာနဲ့တန်းပြီးဆိုလို့ရမယ်ပေါ့နော်ဒီဖြင်းတင်လက်စတဲမှာတော့တချင်းများနားထောင်ပြီးဆိုလိုက်ဆိုတာပိုပြီးတက်မြန်တယ်ပေါ့မြင်တာနဲ့ဖတ်တတ်တဲ့အထိကျွမ်းလောက်တယ်အဲ့ဆိုရင်ဆက်ကြည့်အောင်နော်EI နဲ့ EI လောက်ရှိအရင်မပြောတော့သူက A လို့ထွက်တယ် A လို့ထွက်တယ်နော် A လို့လောက်ရှိ A လို့ရေးထားနော် A နဲ့တူမလား A ကိုမြန်ထွက်လိုက် A အဲ့ဒါနော် A ကြီးကတိတ်မတူဘူးလို့ခံစားရလောက်ရှဲတန်ဝဲနာထောင်နော် A โอเคအင်္ဂလိပ်တန်ထွက် A နဲ့ရီနဲ့ထွက် A နဲ့ရီနဲ့ပေါင်းတဲ့အတန်နဲ့လည်းဆင်တယ် A အဲ့ဒါပိုဆင်တယ်နော်အပေါ်က A စလုံးပိုဆင်တယ် A okay A EI က Aရမယ်နော်နှလုံး နောက်တစ်ခုက UI က way လို့ခေါ်တယ် way ဘာလို့ way ဖြစ်သွားလဲပုံမှန်မြင်ရမှာတရားပဲမြင်ရမှာသူ့ရဲ့အတွင်းနဲ့မပေါင်းထားကြဒီစလုံးဒါဒီအကျယ်ပြန့်ကကြည့်အကျယ်ပြန့်ကကြတော့ပုံမှန်ရေးတဲ့အချိန်မှာမရေးဘူးเนาะသူပုံမှန်မြင်ရမှာဒီလို UI ပဲမြင်ရမှာလောက်ရှက်အသေးစိတ်ရှင်းပြတာဒီဘက်ကအသေးစိတ်ရှင်းပြလို့ဒါဒီ3ခုဖြစ်နေတာပုံမှန်မြင်ရမှာ3ခုမဟုတ်ဘူးနှလုံးပဲမြင်ရမယ်အဲ့ဆိုရင်ဒီဘက်ကရှင်းပြမယ်เนาะ U ဆိုတာခုနတင်ထားတယ် ဟုတ်နော် who လို့ရေးပြထားတာနော် U က who okay EI ကဒီဘက်ကဟာ A who way way အဲ့ဆိုတော့ way လို့ထွက်မယ်နော်မြန်မာလိုရေးရင်တော်ဝဲတော့ဝ way ဝဲစလုံးပါ way နောက်ကရီလေးလိုက်မယ် way ဒီ UI မေ့ဝိုင်းUI က UEI U ကကြတော့ who EI က A who way အဲ့လိုထွက်မှာနော်သုံးခုပြန်ဆိုမှဆိုရင် I way အဲ့လိုထွက်မယ် Okay ရမယ်နော်ဆက်သွားရအောင်အောက်ကို A ကနာလို့အော်လိုက်တဲ့Okay နော် O ကကြတော့မမိသေးလား O ကကြတော့အပေါ်မှာပြောထားတယ်sorry နော်ပုံမှာပြောထားတယ်
O က O ဟုတ်ပြီနော် O က O ဆိုတော့ A O ဟုတ်ပြီနော် A O A က A O က O A က A O က O ဟုတ်ပြီ A နဲ့ O နဲ့ကိုနှလုံးနှင်းလေးဖတ်ပြမယ် A O A O ထပ်မြန်မယ် A O A O A O ထပ်မြန်မယ် A O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  ထပ်မြန်ဦးမယ် A O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  ထပ်မြန်မယ် A O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  နောက်ဆုံးဘာနဲ့တူရလဲအောင်နဲ့တူရမြန်မာလိုလေတဝဲတော့အားရေးချင်ကတာအောင်နဲ့နည်းနည်းစင်တယ်ပေါ့နော်နောက်ရှက်စင်တယ်လို့ပြောမတူဘူးနော်မတူဘာအတန်ပြီးချင်းဘယ်လိုထွက်မလဲဆိုတော့ရှက်လို့ပဲခုနဒီနှလုံးအမြန်ဖိုင်မှအဲ့လိုမျိုးတရုတ်တန်တူမယ်ပေါ့နော်အာအေကအာအိုကအောအာအောအာအောအာအောမြင်မြင်ပေါင်းလိုက်မယ်တလုံးနဲ့တတန်နဲ့ကြောင်ပေါင်းပါနော်အပေါ်ကအိုင်းလိုပဲအပေါ်ကအိုင်းလိုပဲတတန်နဲ့ကြောင်ပေါင်းပါအောင်အောင်အောင်ဘယ်လိုဖြစ်လာလဲအောင်ဘယ်လိုဖြစ်လာလဲဆိုအားနဲ့အောနဲ့ပေါင်းနော်အာအောအာအောအောင်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 မတူးနော်အောင်နဲ့အောင်နဲ့မတူမြန်မာလိုကအောင်တရုတ်ကအောင်ဒါစင်တာပြောပြတာမထွက်ဘူးအဲ့လိုမထွက်ဘူးနော်လုံးဝထွက်လို့မရဘူးဒီနှစ်ခုပေါင်းရမယ်ဒီနှစ်ခုပေါင်းတဲ့အတန်ထွက်ရမယ်အောင် okay I A way out I A way out okay ဆက်သွားမယ်နော် O က O က O ဟုတ်မယ်နော် O က O U ကရော U ကအပေါ်မှာရှိတယ်ဒီမှာအပေါ်မှာရှိရ Who okay ပေါင်းမယ်နော် Who O နဲ့ Who နဲ့ပေါင်းမယ်ဟုတ်ပြီနော် O နဲ့ Who နဲ့ပေါင်းမယ်ဒါနည်းနည်းလေးအရင်ဖတ်ပြမယ် O okay နော် O ထပ်မြန်မယ် O ထပ်မြန်မယ် O ထပ်မြန်အောင်မယ် O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  ဘာနဲ့တူရလဲ O O နဲ့တူရတယ်နော်မြန်မာလိုအတန်ဆိုရင် O နဲ့တူရတယ်ဒါမဲ့ O လို့ဖတ်လို့ရလားမရဘူးအဲ့လိုဖတ်လို့မရဘူးဒီနှလုံးပေါင်းတဲ့အတန်မြန်ပေါင်းတဲ့အတန်ပဲထွက်ရမယ်အဲ့ဒါမှတရုတ်တန်ပြီးမယ်ပေါ့နော်မြန်မာလိုတိုက်ရိုက် O ဆိုပြီးလုံးဝမပြီးဘူးနော်လုံးဝမပြီးဘူးစင်နာကိုတော့ချက်ပြောပြရပဲရှိတာမပြီးဘူးဒါအောင်လည်းထွက်လို့မရဘူး O လည်းထွက်လို့မရဘူးဒီနှစ်ခုပေါင်းတဲ့အမြန်အတန်ကိုပဲထွက်လို့ရမယ်အဲ့ဆိုရင် O ထပ်ထွက်ပြမယ် O O အဖြည်းမြန်သွားမယ်နော် O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  အဲ့ဒါထားမယ်နော် O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  okay ow O ow O ow O I A way ow O ဒါတွေကရန်ဘယ်လိုပြောမလဲအဆင်ပြေတယ်ဒါတွေအရန်မှတ်မိသွားအရန်အဆင်ပြေတယ်ဘာမှအဆင်ပြေလဲဆိုတော့ဒီဟာတွေကတွေ့များတဲ့စလုံးတွေပေါ့နော်တွေ့များမဲ့စလုံးတွေကျန်တာတွေကမြင်တာနဲ့ဖတ်တတ်တယ်ကွာဒါတွေကကျတော့မြင်တာနဲ့နည်းနည်းကြောင်တတ်တယ်အဲ့လိုကြောင်တတ်တဲ့ဟာဆိုရင်ခဏကြက်ဖတ်ပြီးတော့မှတ်မိနေခေါင်းနဲ့ဆွဲနေပုတ်ကောင်းတယ်ပေါ့တချင်းတွေပါတယ်ဆိုရင်လည်းတန်းပြီးတော့ဖတ်နိုင်မယ်ပေါ့ဒါတွေအရေးကြီးရနော် okay နောက်တစ်ခုဆက်သွားမယ်ဒါတူတူပဲအပွားလိုပဲသူကမြင် IU လို့မြင်ရမယ်ဒါမဲ့ဒီ IOU လို့မြင်ရမှာမဟုတ်ဘူး IU လို့မြင်ရမယ်စာရီမှာမြင်ရမှာ IU ပဲမြင်ရမယ်သူရဲ့အရှေ့ကောက်က IOU ဒါကြတော့ဖွက်ထားတာပေါ့နော်စလုံးနဲ့ဖွက်ထားဒီမှာဆို E ဖွက်ထားဒီမှာဆို O ဖွက်ထားပြန်ဖော်ပေးမယ်လောက်ရှက် O ပြန်ဖော်ပေးမယ် I ကကြတော့ E OU ကကြတော့ဒီဘက်ကဟာနော် OU ကဒီဘက်ကဟာOU ကဒီဘက်ကဟာရောက်လာဒီဘက်သွားမယ်ပေါ့နော်ဒီကနေပြီးတော့ဒီဘက်ကိုရောက်လာ OU
အဲ့နှလုံးလုံးပေါ့နော် OU နှလုံးလုံးအဲ့ဆိုတော့ဘာအတန်လဲခုနကထွက်တဲ့အတန် O O O အဲ့ဆိုတော့အိုင်ကရီ OU က O ဆိုတော့ E O yo 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 လို့ထွက်မယ်နော် yo 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 အဲ့ဆိုရင်6ခုထွက်မယ် I A way O O yo I A way O O yo okay ဆက်သွားမယ် I E ကကြတော့ yi ဆိုတော့ ye လို့ထွက်မယ်နော်မြန်မာလိုဆိုရင်တော့ရပ်ပလက်ရပ်ပင်းရေအဲ့လိုမျိုးအတန်ပေါ့ ye okay နောက်တစ်ခုကရပ်ပင်းဝဆွဲငတ်တာရွယ်အဲ့ဖြစ်ဆိုဒါလေးကယူကိုအပေါ်မှာရှိတယ်ဒါလေးကယူအဆက်လေးပါတာယူအဆက်မပါတာဘူး okay နော်အဆက်မပါတာဘူးအဲ့ကြောင့်မို့ယူဆိုတော့ရွယ်ဒီ ER ကကြတော့ပုံမှန်တိုင်း1 2 3လေး ER 34အဲ့ရ R ကကြောင့်စောင့်ချတာဒီမှာကျပုံမှန်တန်ပေါ့ပဲပေါ့နော် R ရှာလေးလိုက် R ရွယ် R okay အကုန်ပြန်ဖတ်မယ်ဆိုရင် I A way O O yo ရွယ် R I A way O O yo ရွယ် R okay နော် A ကအတန်အားရပါရအောင်မယ်နာလို့ထွက်တဲ့အတန်လိုမျိုးအာဟိုကအောဤကဤဟူokay ဆက်သွားကြရအောင်ဆက်သွားမယ်ဆိုရင်ဒါသိပြီးသားပဲ B ကဘယ်လိုထွက်လဲ P ကဘယ်လိုထွက်လဲ M ကဘယ်လိုထွက်လဲ F ကဘယ်လိုထွက်လဲမမိသေးလား B ကပါစောက်တန်နော်ဒီနှစ်ခုမှတက်တယ် B ကကြတော့ပါစောက်တန် P ကကြတော့ဖောက်ထုတ်တန်ဒီနှစ်ခု꿰ရမယ်နော်အဲကြောင့်မို့ပေါ်ဖောမောဖောအောအတန်လိုက်မယ်နော်နောက်ကအောအတန်နဲ့လိုက်မှာအောဆိုတော့ဗာလဲအောဆိုတော့အိုပေါ့နော်အဲ့လိုအတန်လေးလိုက်မှာသူရဲ့တလုံးချင်းစီအတန်အဲ့လိုမျိုးထွက်ရတာပေါ့နော်ဒီတလုံးကိုမြင်တာနဲ့ပဲကျန်တဲ့နောက်ကဘာမှမပေါင်းလဲပဲမြင်တာနဲ့ဒါပေါ်အဲ့လိုထွက်မှာပေါ့ပေါ်ဖောမောဖောရမယ်နော်ဆက်သွားကြအောင်အဲ့ဆိုရင်လောက်ရှစ်ဖတ်ပြမယ်ဘယ်လိုဖတ်ပြမလဲဆိုဒီလိုမျိုးဖတ်သွားမယ်နော်အိမ်ရလိုက်ဆိုနော်အိမ်ရလိုက်ဆိုကြည့်အိမ်ရရင်အိမ်ရရင်တော့ဖြစ်တယ်အိမ်ရရင်ဆိုအတန်းပြီးရင်ပြောတာနော်အတန်းပြီးသွားရင်ကိုယ့်ဟာကိုပေါ်အားပါဖောအားဖာတင်မြရတဲ့အကုန်လုံးလောရှင်းနဲ့လိုက်ပြီးတစ်ခေါက်ချင်းစီလိုက်ဆိုသွားနော်ဒီဗီဒီယိုကြေးနဲ့ဆိုသွားလဲထပ်ဆိုလဲရတယ်ဒါမှမဟုတ်ကိုယ့်ဟာကို screenshot ရိုက်ပြီးတော့ဒါမှမဟုတ်လောရှင်း PDF ပေးမယ်ပေါ့နော်အဲ့လောက်ကြည့်ပြီးတော့စာရေးလိုက်ဆိုသွားပေါ့ချလဲရေးလိုက်လဲဆိုသွားနော် okay ပေါ်အားပါဖောအားဖာမောအားမာဖောအားဖာအောက်တစ်ခုသွားမယ်ပေါ်အောပေါ်ဖောအောဖောမောအောမောဖောအောဖောမောမောပေါ်ရီပီဖောရီဖီမောရီမီ
波乌布破乌扑摸乌木佛乌夫 OK နော် OK နော်老师呢လိုက်ဆိုနော်တစ်ခါလိုက်ဆိုခုနဆိုတဲ့အတိုင်းပဲပြန်ဆိုမယ်ပေါ်အာပါဖောအာဖာမောအာမာဖောအာဖာပေါ်အောပေါ်ဖောအောဖောမောအောမောဖောအောဖောဒီရိုက်တစ်ခုပြောမယ်ပုံမှန်ကြားဖို့လိုက်မယ်တရုတ်တွေရှမဆိုပြီးတော့လေအဲ့လိုမျိုးရှမဆိုဘာလဲပေါ့နော်ပုံမှန်ကြားဖို့လိုက်မယ်ငယ်တော့ပေါ့ရှမဆိုဒါဘာလဲလို့ပြောတာကြားဖို့နားရှိရပေါ့ဒါပေမဲ့အဲ့ရှမဆိုမားဆိုမဟုတ်ဘူးနော်နောက်ကမားဆိုအတန်တော့ကမှားနေတယ်ဖြတ်မှာဘယ်လိုဖြတ်မှာဆိုဒီမဖြတ်မှာအခုထွက်မဲ့အတန်ဖြတ်မှာ什么ဆိုမှမှန်တယ်နော်什么你说什么မင်းပါပြောရလဲအဲ့လိုမျိုးအရှိရ神ကကြောင့်မတင်ရသေးဘူးမတင်ရတဲ့ sh ပဲတည်သေးတယ်ရှဒီ en ကမတင်ရသေးဘူးနော်နောက်ကဒီ me လိုက်မယ် me က e ကဖြစ်တဲ့အတွက်ကြောင့် e ကလဲကြောင်းတုံတဲ့တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်မယ်မောမလို့ထွက်မယ်အကြောင်းမ什么လို့ဖြစ်မယ်နော်什么လို့ဖြစ်မယ်什么မဟုတ်အဲ့တန်ဖြစ်ရမယ်ဒါပို့ပြီး me အတန်နားလည်အောင်လို့ရှင်းလင်းအောင်လို့ပြန်ပြီးတော့ထပ်ပြောပြတာပေါ့နော် Okay အဲ့ကြောင့်မို့ me ကမလို့ထွက်မယ်မစတာမယ်နော်ပေါ်ဤပီဖောဤဖီမောဤမီပေါ်ဥပူဖောဥဖူမောဥမူဖောဥဖူခဲရပြီဆက်သွားမယ်နော်အရင်တန်းပြီးများများလေးဆိုပြီးနော်ပေါ်အာပါဒါရှိဒီတိုင်းမှဆိုရမယ်ခုနကျအေးတွေပဲတန်းစီဆိုရဒါကျပေါ်တွေတီးတန်းဆိုရပါဘောနော်အတန်းတွေ꿰အောင်လို့ Okay အဲ့ဒါဆိုရမယ်ဒီတန်းဆိုမယ်ဒီတန်းဆိုမယ်ဒီလိုမျိုးဆိုရမယ် Okay ဒီဟာစမယ်နော်ပေါ်အာပါပေါ်အောပေါ်ပေါ်ဤပီပေါ်ဥပူဖောအာဖာဖောအောဖောဖောဤဖီဖောဥဖူမောအာမာမောအောမောမောမောဤမီမောဥမူဖောအာဖာဖောအောဖောဖောဥဖူ Okay ဒါတော့လောက်ရှိတစ်ခေါက်ပဲဆိုလိုက်မယ်နော်အိမ်ရောက်ရင်မှပြောနေအတန်းပြီးရင်ဒါတွေကိုပြန်ဆိုနော်ကိုကများများလေးပြန်ဆိုပေးနော်ဟုတ်ပြီလောက်ရှိဆက်သွားမယ်နော်ဆက်သွားမယ်ဆိုတော့ဒီဟာကျတော့ရှောင်းစွာအတန်တယောက်စွာတုံးနေအတန်တုံးနေအတန်နေတန်ထားတယ်ပေါ့နော်တန်နေတန်ထားတယ်ဆိုရင်မြန်မာမှာဆိုရင်လည်းကခသူလိုမျိုးတန်နေတန်ထားရရှိလိုမျိုးပဲတရုတ်လည်းတန်နေတန်ထားရရှိရနော်အားလုံးပေါင်းက9တန်ရှိတယ်အားလုံးပေါင်း9တန်ရှိအောင်လို့ရှိရရင်4တန်ပြောမယ်ပေါ့နော်4တန်ပြောမယ်ဆိုရင်ဤဆိုရင်1ရှောင်းဆိုရင်အတန်ဤရှောင်းဆိုရင်ပထမအတန်2ရှောင်းဆိုရင်အတန်2ရှောင်း2တန်1တန်2တန်3ရှောင်းဆိုအတန်3ရှောင်း3တန်4ဆို4ရှောင်းဆိုအတန်4ရှောင်း4တန်1ရှောင်း2ရှောင်း3ရှောင်း4ရှောင်း1တန်2တန်3တန်4တန်ဆိုပြီးတော့4တန်ရှိမှာနော်
好，完了些咯，不他妈从医生等我，医生等啥标门咯？醫生等啥標မယ်ဆိုရင်သူ့ရဲ့醫生တန်ဘယ်လိုလာမလဲဆိုတော့ဘယ်ကနေညာဘက်ကိုတန်းတန်းလေးဆွဲမယ်ဒီဘက်ကို direction ဒီဘက်ကိုလာမယ်နော်ညာဘက်ကိုလာမယ်သူ့ရဲ့သင်္ကေတအတိုင်းပဲအတန်ကလည်းတပြေးညီတဲ့ထွက်မယ်တပြေးညီတဲ့ထွက်မယ်နော်နောက်ရှိဒီ A နဲ့ထွက်ပြမယ် A ကအာ醫生醫生ဆွဲထွက်နော်နောက်ကိုဝက်စပေါက်တန်နောက်ကိုဆွဲထွက်ပါ好ရမယ်နော်နောက်ထပ်二声ကနှစ်တန်ဘယ်လိုလဲဆိုတော့အောက်ကနေအပေါ်တက်မယ်အောက်ကနေအပေါ်တက်မယ်အဲ့ဒါကနှစ်တန်ဟုတ်ပြီနှစ်တန်ဆိုရင်သူ့ရဲ့သင်္ကေတအတိုင်းပဲအတန်ကလည်းသူ့ရဲ့သင်္ကေတအတိုင်းပဲအောက်ကနေအပေါ်တက်တာဟုတ်ပြီနော်အစင်အားနဲ့ပဲရှင်းဆိုမယ်二声မြန်မာမှာဆိုရင်အဲ့လိုမျိုးနားမလဲလို့အဲ့လိုမျိုးပြန်မေးတာပေါ့နော်အဲ့လိုမေးလိုက်လို့ရှိရင်တဲ့ question mark နဲ့ပြန်မေးလိုက်လို့ရှိရင်အတန်လေးကအောက်ကနေအပေါ်တက်ပြီးအဲ့လိုပေါ်ပြန်တက်သွားလို့မျိုးပဲအပေါ်တက်သွားလို့မျိုးပဲပေါ့နော်အဲ့လိုအော်လိုက်တာပဲအဲ့လိုအော်လိုက်တာပေါ့နော်ရမယ်နော်တတိယတန်ဆန်းရှောင်းတတိယတန်သူကကြတော့အပေါ်ကနေအောက်ကိုဆင်းမယ်အောက်ကိုဆင်းပြီးတော့ပေါ်ပြန်တက်မယ်သူ့ရဲ့သင်္ကေတအတိုင်းပဲအတန်ကလည်းအောက်ကိုအရင်လာပြီးတော့ပေါ်ပြန်တက်မယ်နော်အတန်ကအောက်ကိုအရင်ကျမယ်အောက်ကနေမှပေါ်ပြန်တက်မယ်နောက်ရှင်းအားနဲ့ဆိုပြမယ်အောက်ဆင်းပြီးတော့ပေါ်ပြန်တက်မယ်နော်三声ပေါ်ပြန်တက်မယ်နော်နောက်ဆုံးတစ်ခု四声က4တန်ကကြတော့အပေါ်ကနေအောက်ကိုလာမယ်အပေါ်ကနေအောက်ကိုစောင့်ကြမယ်အောက်ကမြင့်တက်မြန်မာမှာဆိုအောက်ကမြင့်တက်အဲ့ဆိုရင် A နဲ့ပြောမယ်ဆိုရင်စောင့်ချမယ်နော်ပြန်ဆိုမယ်ဟုတ်ပြီနော်一声二声三声四声ရမယ်နော်အဲ့ဆက်သွားရအောင်一声二声三声四声4တန်ရှိမယ်ဒီပထမတစ်ခုက1တန်ဒုတိယတစ်ခုက2တန်3တန်4တန်နောက်ဆက်တရားလေးဆိုပြမယ်一声二声三声四声好ဒုတိယတစ်ခုဟိုကအော်နော်အေးရဟိုကအော်一声二声三声四声一个တရုတ်တန်နော်一声二声三声四声အဲ့က一တန်一声一二声一三声一四声五ဒါ五နဲ့ထွက်မယ်နော်五一声五
五二声五，五三声五，五四声五，五五五五。可以ဆက်သွားမယ်။ဒါကို于လို့ဖတ်မယ်နော်။于于一声于，于二声于，于三声于，于四声于，于于于于。ဟုတ်ပြီလိုက်ဆက်ပေါ်ပြန်ဖတ်ပြမယ်နော်။啊啊啊啊，哦哦哦哦，一五五吁，OK ရမယ်နော်老师ဆက်သွားရအောင်老师ဒါလေးပေါင်းဖတ်ပြမယ်နော်波啊八一声八，波啊八二声八，波啊八三声八，波啊八四声八，八八八八。ရမယ်နော်老师နောက်ဆုံးတစ်ခါပြန်ဖတ်ပြမယ်波啊八一声八，波啊八二声八，波啊八三声八，波啊八四声八，八八八八。တူတူပဲဒီဟာလေးလည်းအကုန်လုံးအတန်တုံးအနေနဲ့ပြန်ပြီးဖတ်မယ်နော်老师是要ဖတ်ပြမယ်နောက်ကနေလိုက်ဖတ်ကြည့်နော်波啊八一声八，波啊八二声八，波啊八三声八，波啊八四声八，八八八八。破啊怕一声怕，破啊怕二声怕，破啊怕三声怕，破啊怕四声怕，怕怕怕怕。莫啊妈一声妈，莫啊妈二声妈，莫啊妈三声马，莫啊妈四声马，妈妈马马。佛啊发一声发，佛啊发二声发，佛啊发三声发，佛啊发四声发，发法法法。波哦波一声波，波哦波二声波，波哦波三声波，波哦波四声波，波波波波。破哦破一声破，破哦破二声破，破哦破三声破，破哦破四声破，破破破破。莫哦莫一声莫，莫哦莫二声莫，莫哦莫三声莫，莫哦莫四声莫，莫莫莫莫。佛哦佛一声佛，佛哦佛二声佛，佛哦佛三声佛，
for for 四声 for 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 么一声么么二声么三声么四声么波一比一声比波一比二声比波一比三声比波一比四声比比破一皮一声皮破一皮二声皮破一皮三声皮破一皮四声屁摸一米一声米摸一米二声米摸一米三声米摸一米四声米波五步一声步波五步二声步波五步三声步波五步四声步破五扑一声扑破五扑二声扑破五扑三声扑破五扑四声扑摸五木一声木摸五木二声木摸五木三声木摸五木四声木佛五福一声福佛五福二声福佛五福三声福佛五福四声福ဟုတ်ပြီနော်အတန်းပြီးရင်အကုန်လုံးတစ်ခေါက်ချင်းစီပြန်ဆိုကြည့်နော်နောက်ဆုံးတစ်ခုကချင်း声ချင်းဆိုတာပေါ်ပါတာ声ဆိုတာအတန်အဲ့ဆိုအတန်ပေါ့တန်ပေါ့ဆိုဘာတုံးစမှမပေါ့တင်ယူတန်ပေါ့လေးပဲပေါ့နော်ပထမဆုံးဆိုလိုမျိုးလေးပဲဒါဆိုလဲပေါ်အပါပြီးသွားပြီပေါ့နော်ပါတန်ပေါ့လေးပဲပါဖောအဖမောအမဖောအဖတန်ပေါ့လေးပဲအရှက်တစ်ခါလိုက်ဆိုကြည့်နော်ပေါ်အပါဖောအဖမောအမဖောအဖတန်ပေါ့လေးပဲနော်ပါဖမဖဟုတ်ပြီတော့စစ်တာလေးကိုဖတ်ပြမယ်ပေါ်အပါ四声爸ပေါ်အပါ爸爸ဆိုတာအဖေလို့ပြောရနော်爸爸အရှိကစောင့်ချမယ်ပေါ်အပါ四声爸စောင့်ချမယ်နောက်ကတန်ပေါ့ပေါ်အပါ爸ဖေလို့ပြောရနော်ဒီကကြတော့ဒီဘက်ကကျတော့အရင်ပထမတစ်လုံးကဆွဲမယ်ဒုတိယတစ်လုံးကတန်ပေါ့ဆိုကြည့်မယ်နော်မောအာမအီရှမမောအာမမမဆိုတာအမေလို့ပြောရနော်ပပကအဖေမမအမေထပ်ဆိုကြည့်မယ်ဂျီကကတဲ့နော်ဤကက一声歌ဒါပထမတစ်လုံးကဆွဲတယ်ဒုတိယတစ်လုံးကတန်ပေါ့ကကအကို爸爸အဖေမမမေ
哥哥ဆိုတာအကိုပြောနော်哥哥နောက်တစ်လုံးဆိုမယ်得一滴死伤地得一滴弟弟ဆိုတာညီလေးမောင်လေးမြန်မာမှာကြတော့မြန်မာမှာမိန်းကလေးကခေါ်မောင်လေးပေါ့နော်ယောက်ျားလေးကခေါ်ညီလေးသူကကြတော့မိန်းကလေးကဖြစ်ယောက်ျားလေးဖြစ်အကုန်လုံးကကိုထက်ငယ်တဲ့ကောင်လေးကိုတီပဲခေါ်ရနော်မခွဲကောင်မလေးကလည်းတီပဲခေါ်မယ်ယောက်ျားလေးကလည်းတီပဲခေါ်မယ်ညီလေးမောင်လေးโอเค爸爸妈妈哥哥弟弟နောက်တစ်လုံးထပ်ဖတ်မယ်နော်ဒီနောက်တစ်လုံးကမတင်ရသေးဘူးတင်ပြီးသွားရင်နော်တင်ပြီးသွားအိုင်အီကရေရှိတင်ထားရနော်အိုင်အီကရေအီအိုင်ကအေဆိုပြီးတော့တင်ထားရနော်အဲကြောင့်မို့ အိုင်ကအိုင်ကကျတော့ရီလို့ပြောထားတယ်နဲ့ထွက်တော့ရေအဲကြောင့်မလို့ရေလို့ဖတ်မယ်နော်အိုင်အီကရေလို့ဖတ်မယ်အဲကြောင့်မို့ဂျေကကျကြီးအခုလောဆယ်မှတ်မဟုတ်ဘူးနော်အခုလောဆယ်ပြန်ပြီးကျင့်အောင်ပါပေါ့ပြန်ပြီးဖတ်အိမ်မှာဖတ်အောင်ပါပေါ့နော်အခန်းအတန်းပြီးမှပြန်ဖတ်ပြီးမှတခြားပိုင်နိုင်ရမှာပေါ့ဒါမှဒီ6လုံးကတော့6လုံးလောက်ရှိတင်လိုက်မယ်ဒါအတိထားတင်တယ်ပေါ့နော်အဖေအမေကိုညီလေးမောင်လေးအမညီမဒါအတိထားတင်တယ်ဟုတ်ပြီရှင်းဖတ်ရအောင်နော်吉野节三生节ရှေ့တစ်လုံးက三生နော်吉野节三生节吉野节姐姐အမ姐姐အမနော်နောက်တစ်လုံး莫A妹死山妹莫A妹死山妹莫A妹妹ညီမလေး妹ညီမလေးနော်姐姐ဆိုတာအမโอเคလောလောဆယ်တော့ e ပေါ်ပဲထုံးတင်လိုက်ပါတော့လောရှင်နောက်ကျရင်ထပ်ပြောမယ်နော်ဘယ်ပေါ်တွေတင်ရတယ်ဆိုတော့နှလုံးဆိုဘယ်ပေါ်တွေတင်ရဆိုတော့နောက်မှထပ်ပြောမယ်တစ်လုံးနဲ့ဆိုရင်တော့တရားပေါ်ပဲတင်ရမယ်နော်တစ်လုံးနဲ့ဆိုရင်တရားပေါ်ပဲထုံးတင်ကြတာလေးတင်ပေးရမယ်ပြန်ဆိုကြည့်ရအောင်爸爸妈妈哥哥弟弟姐姐妹妹爸爸妈妈哥哥弟弟姐姐妹妹 OKနောက်ဆိုရင် vocabulary တွေသင်ရမယ်နော် vocabulary သင်မယ်ဆိုရင်နောက်ရှင်းရင်တော့17လုံးသင်မယ်နောက်ရှင်းလိုက်ဖတ်ပေးနော်波阿爸死山爸波阿爸爸爸莫阿妈医生妈莫阿妈妈妈莫阿妈山上马莫阿妈山上马破阿怕死山怕破阿怕死山怕莫乌木死山木莫乌木死山木死山死山波阿爸医生吧波阿爸医生吧波乌布死伤布波乌布死伤布波一比三相比波一比三相比莫阿妈莫阿妈莫阿妈死山骂莫阿妈死山骂
ခဲလာရှက်ပြန်ထွက်ပြမယ်နော်爸爸妈妈马怕木鳄八不比妈妈ခဲတစ်ချက်ပြောရအောင်နော်ဒီမှာဆိုရင်爸爸爸爸妈妈爸爸妈妈တည်ပြီးသားเนาะ爸爸ဆိုတာအဖေ爸爸မြန်မာမှာဆိုရင်ပပပြောလို့မျိုးပဆိုရင်ပအတန်တော့ကိုယူထားเนาะပအဖေမအမေခဲမာတဲ့မာဆိုတာမြင်းမာဆိုတာမြင်းเนาะမာဆိုတာမြင်းဖဖောအာဖာစစ်ရှမ်းဖဆိုရင်ကြောက်တီဖကြောက်တီမာဆိုတာမြင်းဖမာဆိုရင်မြင်းကိုကြောက်တယ်ဘသူကကြောက်တာလဲငါကြောက်တာကျွန်တော်ကမြင်းကိုကြောက်တယ်ဆိုရင်ဝဆိုရင်ဝအောဝဆန်းရှန်းဝအဲ့လိုရေးမယ်နော်ဝငါကဖကြောက်တယ်မာမြင်းကိုကြောက်တယ်နော်ဟောဖမာသူက subject verb object အဲ့လိုရေးရနော် subject ပြီးမှ verb လာမယ် verb ပြီးမှ object လာမယ်နော် subject ပြီးမှ verb လာမယ် verb ပြီးရင် object လာမယ် subject verb object အဲ့လိုသွားမယ်အရင်ဆုံးလုပ်တဲ့လူပြီးရင် verb ပြီးရင်ကရိယာပြီးတော့မှခံရတဲ့သူအဖေကမြင်းကိုကြောက်တယ်ဆိုရင်အဖေကမြင်းကိုကြောက်တယ်ဆိုရင်ပအဖေကဖကြောက်တယ်မာမြင်းကိုကြောက်တယ်အဖေကမြင်းကိုကြောက်တယ်အမေကမြင်းကိုကြောက်တယ်ဆိုတော့တူပဲမအမေကဖကြောက်တယ်မာမြင်းကိုကြောက်တယ်ဟုတ်ပြီအစင်ရမယ်နော်ဖကြောက်တယ်မာဆိုတာမြင်းနောက်တစ်ခုမူတဲ့မူကတစ်သားတော့ဂျမ်းထည့်ထားတာပေါ့နော်ဘူးတုဒ္ဒအနေနဲ့ဒီတိုင်းလေးပဲဒါတိတ်တော့အရေးမကြီးဘူးပေါ့တိုင်းလေးပဲမှန်လာရပြီမှုတစ်သားဘိုက်စာတီငါဘိုက်စာတဲ့我饿ငါဘိုက်စာတဲ့我饿了ငါဘိုက်စာပြီနော်ဘိုက်စာတီနောက်တစ်ခုကပါတဲ့ပါဆိုတာရှစ်1 2 3 4 5 6 7 8 9 10တနေ့3 4 5 6 9 10ပါအဲ့ဒါပါနော်ပူဆိုတာအငင်းစကားလုံးဘာနဲ့ပြောလို့ရလဲဆိုရင်သူကဒီမှာတော့မရသေးဘူး喝一声喝ဆိုရင်到底不喝我不喝ငါမတောက်ဘူး我不喝ငါမတောက်ဘူးသူကအဲ့လိုမျိုးတော့ရနော်သူဘယ်လိုလဲဆိုtones တွေခွဲသေးတယ်သူကနောက်ကဗတ်ရဲ့ tones ကိုကြည့်ပြီးအရှိကကွဲတာပေါ့နော်ဥပမာဖဆိုရင်ကြောက်တီဖဆိုရင်ကြောက်တီဆိုရင်သူကပူဖလို့ပြောရတယ်ပူလို့ပြောင်းသွားတယ်ပေါ့နော်ပူဖနောက်ကစောင့်ကြတဲ့အတန်တွေဆိုရင်သူကပူလို့ပြောင်းသွားတယ်ပေါ့နော်ပူဖဆိုရင်မကြောက်ဘူးဒါမှမှတ်စရာမလိုလောလောဆယ်လို့ရှိပူကအငင်းစကလုံးအဲ့လိုပဲမှတ်ထားရပြီနော်ကျွန်တော်ဒါတည်းနည်းနည်းရှုပ်တယ်ဒါလည်းပြောပြရပဲရှိတာဘူးတော့ပြောပြရရှိမှတ်မိစရာမလိုနော်လောလောဆယ်ပူပဲအငင်းစကလုံးမှတ်ရပြီနော်နောက်တစ်ခုကပီတဲ့ပီဆိုတာခဲတံပေါ်ပင်ပီခဲတံပေါ်ပင်ဝဆိုရင်ငါနော်ဝဆိုရင်ငါတော့ဆိုတာရဲ့
我的ငါရဲ့笔ဆိုရင်ဘောပင်ဒါငါရဲ့ဘောပင်ဆိုရင်我的笔ငါရဲ့ဘောပင်我的笔ငါရဲ့ဘောပင်ဥမာ爸爸的笔ဆိုရင်爸爸的笔ဆိုရင်အဖေရဲ့ဘောပင်妈妈的笔ဆိုရင်အမေရဲ့ဘောပင်妈妈的笔အမေရဲ့ဘောပင်အဲ့လိုသွားမယ်နော်မဆိုတာအမေစကားလုံးဆိုရင်你မင်းကဖဆိုရင်ကြောက်တယ်爸爸ဆိုရင်အဖေ你怕爸爸吗နောက်ကအမေစကားလုံးမလာလိုက်တာ你怕မင်းကကြောက်တယ်爸爸အဖေကိုကြောက်တယ်မလာ你怕爸爸吗နောက်ဆုံးစမ်းတန်းတစ်ခုရဲ့နောက်ဆုံးမှာလာလေးထည့်လိုက်ရပြီနော်နင်ကအဖေကိုကြောက်တယ်လာကြောက်လားဖြစ်သွား你怕爸爸吗မင်းအဖေကိုကြောက်လားမင်းမြင်းကိုကြောက်လားဆိုရင်မင်းကဖကြောက်တယ်မာဆိုရင်မြင်း你怕妈妈ဆိုရင်မင်းမြင်းကိုကြောက်လားမင်းအမေကိုကြောက်လားဆိုရင်你怕ကြောက်တယ်妈妈အမေမတန်ပေါ်လိုက်မယ်你怕妈妈吗မင်းအမေကိုကြောက်လားမင်းကအကိုကိုကြောက်လားဆိုရင်မင်းကဖကြောက်တယ်哥哥နော်哥哥ဆိုရင်အကို你怕哥哥吗မင်းအကိုကိုကြောက်လားโอเคမအမေစကားလုံးနော်နောက်ထပ်မဆိုတာစူတီဆဲတီအဲ့လိုမျိုးအမေကနေဖေတွေကနေဆရာမရနေအဲ့လိုမျိုးကိုစူရဲပေါ့နော်ပြောလို့ရတယ်မဒါမှမဟုတ်လေရုပ်ရင်းကြမ်းတမ်းတဲ့စကားတွေပြောပြီးဆဲစူတာတွေလည်းမသုံးလို့ရတယ်နော်โอเคအဲ့ဆိုရမယ်ထင်တယ်လာရှင်းဆက်သွားရအောင်ဟုတ်ပြီဒါစကားပြောနော်နောက်ဆုံးစကားပြောကိုလောက်ရှင်းနဲ့လိုက်ဖတ်ကြည့်နော်老师是要带妹妹那个来拍机呢？你饿了吗？你饿了吗？我饿了。我饿了。爸爸饿了吗？爸爸饿了吗？爸爸饿了。爸爸饿了。妈妈饿了吗？妈妈饿了吗？妈妈饿了。妈妈饿了。你怕爸爸吗？你怕爸爸吗？我怕爸爸。我怕爸爸。你怕妈妈吗？你怕妈妈吗？我怕妈妈。我怕妈妈。爸爸骂你吗？爸爸骂你吗？爸爸骂我。爸爸骂我。妈妈骂你吗？妈妈骂你吗？妈妈骂我。妈妈骂我。可以把它编辑啊。你မင်းကဘိုက်စာတီဆိုအချိန်နေပြောင်းလဲနေရမှာတုံးတယ်ဥမာကိုမစားသေးဘူးအခုစားသွားပြီဘိုက်စားသွားပြီဆိုရင်လာဘိုက်စားသွားပြီအဲ့လိုမျိုးပါနော်ငါသွားပြီကိုပထမမသွားသေးဘူးသွားပြီဟောစုံလာသွားပြီအဲ့လိုမျိုးပါနော်လောကနောက်မှာတုံးတယ်上课တန်းတက်တယ်上课了တန်းတက်ပြီခုနတန်းတက်တယ်အခုစပြီတန်းတက်ပြီဆိုရင်上课了တန်းတက်ပြီအချိန်နေပြောင်းလဲနေမှာတုံးတယ်နော်အဲ့ဆိုရင်你饿了吗ဆိုရင်မင်းဘိုက်စားပြီလား你饿了吗မင်းဘိုက်စားပြီလား我饿了ငါဘိုက်စားပြီ爸爸饿了吗အဖေဘိုက်စားပြီလား爸爸饿了အဖေဘိုက်စားပြီ妈妈饿了吗အမေဘိုက်စားပြီလား妈妈饿了အမေဘိုက်စားပြီ你မင်းကဖကြောက်သည်爸爸အဖေမဆိုမေးတာ你怕爸爸吗မင်းအဖေကိုကြောက်လား我ငါကဖကြောက်တယ်爸爸အဖေကိုကြောက်ပါတယ်你မင်းကဖကြောက်တယ်妈妈အမေကို
妈ဆိုတာမေးတာ你怕妈妈吗မင်းအမေကိုကြောက်လား我ငါကဖကြောက်တယ်妈妈အမေကိုကြောက်ပါတယ်爸爸အဖေကမဆူသည်你မင်းကိုမဆိုမေးတာအဖေကမင်းဆူလား爸爸အဖေကမဆူတယ်我အဖေကငါ့ကိုဆူတယ်妈妈အမေကမဆူသည်你မင်းကိုမဆိုမေးတာ妈妈မ你မအမေကမင်းဆူလား妈妈အမေကမဆူတယ်我အမေကငါ့ကိုဆူတယ်OK နောက်ဆုံးတစ်ခါပြန်ဖတ်မယ်နော်你饿了吗我饿了爸爸饿了吗爸爸饿了妈妈饿了吗妈妈饿了你怕爸爸吗我怕爸爸你怕妈妈吗我怕妈妈爸爸骂你吗爸爸骂我妈妈骂你吗妈妈骂我 OK အဆင်ရပြီနော်ဒီအင်စာတွေကိုအကုန်လုပ်ခဲ့မယ်နော်အင်စာရှိများတော့ရှင်းတင်ထားတာတွေအကုန်လုံးကိုတစ်ခေါက်ချင်းစီချရေးမယ်နော်တစ်ခေါက်ချင်းစီချရေးပြီးတော့လိုအပ်တဲ့ဟာတွေအတန်ဖိုင်တွေပို့ရမယ်ဘယ်ဟာတွေအတန်ဖိုင်ပို့ရမလဲဆိုတော့ဒီ performer for တွေအတန်ဖိုင်ပို့ရမယ်ပြီးရင်ဒီ ROE အတန်ဖိုင်ပို့ရမယ် IA way အတန်ဖိုင်ပို့ရမယ်ပြီးရင်ဒီနှစ်ခုဒီဟာလေးပဲပို့လိုက်ပါတော့ဒါလေးပဲပို့လိုက်အတန်ဖိုင်ပို့ရမယ်ပြီးရင်ဒီဟာတွေအတန်ဖိုင်ပို့ရမယ်ဒါလေးတွေဆိုပြပြီးတော့အတန်ဖိုင်ပို့ရမယ်ပြီးရင်နောက်ဆုံးတစ်ခုက vocabulary တစ်လုံးကို10ခေါက်ရေးမယ်နော်ပတစ်လုံး10ခေါက်ရေးမယ်ဒါတွေကိုဒီဟာဒါတွေလည်းရေးရမယ်နော်ဒါတွေကတစ်ခေါက်ဒါတွေနှစ်ခေါက်ရေးရမယ်နော်အားလုံးပေါင်းစုပြီးဒီလိုမျိုးစားရအကုန်စုပြီးနှစ်ခေါက်ရေးမယ်ပြီးရင်လောက်ရှက်အတန်ဖိုင်ပို့ပေးမယ်အဆင်ပြေပါပြီနော်ဒီနေ့တော့ကလောက်ပဲနော်လာရှယ်တော့မနက်ဖြန်မှပြန်တွေ့မယ်နော်ဘိုင်ဘိုင်